ဒီနေ့ try အောင်လုပ်ပြသွားမယ် top လေးတွေကတော့ဒီ page လေးကပါစနေကဒီနေ့ classy ဖြစ်ပြီးတော့စနေတို့လိုမျိုးအင်ဂျီလေးတွေကိုဒီလိုမျိုးလုံးဝ feminine ဆန်ဆန်ဝတ်ချင်တဲ့သူလေးတွေနောက်ပြီးကြတော့ဒီလိုလှလှခရှည်လေးတွေကြိုက်တဲ့သူလေးတွေအတွက် try အောင်လုပ်ပြထားပါတယ်ပန်းရောင်လေးရဲ့အညိုရောင်လေးရဲ့နောက်ဆုံးတစ်ရောင်အဖြူရောင်လေးရဲ့ဆိုပြီးတော့၃ရောင်ကို try ပြထားပါတယ်ပထမဆုံးပန်းရောင်လေးကတော့စနေအကြိုက်ဆုံးလေးပါပဲဒါလေးကတော့ဒုတိယ nude color ပေါ့နော် nude color လို့ပြောရမလားအညိုလို့ပြောရမလားအဲ့လိုဟာလေးပါနောက်ဆုံးတစ်ခုကကြတော့ဒီအဖြူလေးပါသူကလေဟိုခါးနားလေးမှာလဲဆွဲလို့ရတယ်သူကတော်တော်လေး flexible ဖြစ်တယ်ပေါ့နော်ဝေးရတာလည်းမစိုးအသားလေးကချော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 လေးစနေဝတ်ထားတဲ့ဟာလေးကတော့ဒါလေးက medium size လေးပါ YBB clothing ကတော့အမြဲတမ်းကိုဝယ်ပြီးတော့ support လုပ်နေကြ page ပဲအခုကလည်းခရီးသွားကန်ဒီ top အရှည်လေးလိုချင်နေလို့သူစီကနေထပ်ပြီးတော့မှာလိုက်ပါတယ်၃ရောင်လုံးကိုတစ်ခုချင်းစီဝတ်ပြထားပြီးတော့အသားအနီးကပ်လေးကိုလည်းပြထားပေးပါတယ်မောင်မိတ်စကတ်အချက်လေးနဲ့ဝတ်မယ်ဆိုရင်တော့တော်တော်လေးကို perfect ဖြစ်နေမှာပါ style လေးလုံးတက်ရင်လုံးတက်သလိုလှမဲ့ top လေးဖြစ်တဲ့အတွက်ကြောင့် sharing လေးလုပ်ရင်းနဲ့အတူ try on vlog တွေမတင်တာကြလို့တင်လိုက်ပါတယ်เนาะကဲဒါဆိုရင်တော့ဒီလောက်ပါပဲ bye bye